ကဘာကြီးဆုံးဝေလင်ကားတွေကိုတောင်အမေးလိုက်တတ်တဲ့အကြောက်စရာအကောင်ဆုံးအော်ကားတွေအကြောင်းကိုဒီဗီဒီယိုတွင်ပြောပြပေးသွားမှာပါကဘာသမုဒ္ဒရာတွေရဲ့အနက်ရှိုင်းဆုံးနဲ့အေးဆက်ဆုံးနေရာတွေမှာပြိုင်ဘက်ကင်အုပ်ဆိုးနေတဲ့ထိတ်တန်းတက်ရှိတစ်ခုရှိပါတယ်သူတို့ကိုလူသက်လင်းပိုင်လို့လူသိများပါတယ်ဒါပေမဲ့သူတို့ဟာတကယ်ဝေလင်ကားတွေမဟုတ်ပါဘူးတိတ်ပံနီးကြလစ်လာချက်တွေအရာသူတို့ဟာလင်းပိုင်ဒေါ်ဖင်မျိုးရင်းဝင်နေတဲ့မှာအကြီးဆုံးအမျိုးအစားဖြစ်ပါတယ်ရှေးခင်တင်ပေါ်သားတွေကသူတို့ဟာဝေလငါးတွေကိုတောင်အမဲလိုက်နိုင်တာကိုမြင်တွေ့ခဲ့ရလို့ whale killer ဝေလငါးများကိုတတ်သူလို့ခေါ်ဆိုခဲ့ရကနေအချင်းကြာလာတော့ killer whale ဆိုပြီးနာမည်တွင်သွားခဲ့တာပါတကယ်မှန်ကန်တဲ့နာမည်ကတော့ orca လို့ခေါ်ဆိုပါတယ် orca ရဲ့အထင်ရှားဆုံးထူးခြားချက်ကတော့တောက်ပြောင်တဲ့အမဲရောင်ကြောပင်နဲ့ဆွတ်ဖြူနေတဲ့ဝမ်ပိုင်ပိုင်အယောင်အသွေးပဲဖြစ်ပါတယ်သူတို့ရဲ့မျက်လုံးသားကအဖြူရောင်အကွက်ကြီးတွေဟာတားကောင်တွေကိုမျက်စိလဲပါစေဖို့ဖန်တီးထားတဲ့တဘာဝရဲ့ရုပ်ဖြက်နည်းတစ်ခုဖြစ်ပါတယ်။အရွယ်စားအဖြစ်ကြည့်မယ်ဆိုရင်အရွယ်ရောက်ပြီးအထီးတစ်ကောင်ဟာအလျား32ပေအထိရှည်လျားနိုင်ပြီးအလေးချိန်6တန်းအထိရှိနိုင်ပါတယ်။သူတို့ရဲ့ကြောဆူးတောင်ကြီးဟာ6ပေအထိမြင့်မားနိုင်ပြီးဒါဟာလူတစ်ယောက်ရဲ့အရက်အမြင့်ထက်တောင်ပိုရှည်လျားနေပါသေးတယ်။အော်ဂါရီဟာသမုဒ္ဒရာထဲကအတိညာဉ်အရှိဆုံးတော်ဝါတွေထဲမှာထိတ်ဆုံးကပါဝင်ပါတယ်။သူတို့ဟာကမ္ဘာပေါ်မှာဒုတိယမြောက်အုံနောက်ကြီးဆုံးနို့တိုက်တော်ဝါတွေဖြစ်ကြပါတယ်။လူသားတွေလိုပဲသူတို့ရဲ့အုံနောက်ထဲမှာစိတ်ခံစားခြင်းမှတ်ဉာဏ်နဲ့လူမှုဆက်ဆံရေးတွေကိုထိန်းချုပ်ပေးတဲ့အစိတ်အပိုင်းတွေဟာအလုံးဖွင့်ပြနေပါတယ်။ဒါကြောင့်သူတို့ဟာဝမ်းနည်းခြင်းပျော်ရွှင်ခြင်းစိတ်ရှုထွေးခြင်းစတဲ့ခံစားချက်တွေကိုအပြည့်အဝခံစားနားလည်နိုင်စွမ်းရှိကြပါတယ်။သူတို့ဟာမျိုးဆက်တစ်ခုကနေတစ်ခုကိုအမဲလိုက်နီးတနစ်တွေရှင်တန်နီးတွေကိုတင် जा ပေးတဲ့အံ့ဩစရာအလေးအထားလည်းရှိကြပါတယ်။ရေအောက်ကဘာဟာအလင်းရောင်ကင်းမဲ့ပြီးအလွန်မှောင်ခဲ့ပါတယ်။ဒါပေမဲ့အော်ကာရီအတွက်တော့ဒါကပြဿနာမဟုတ်ပါဘူး။သူတို့ဟာအမြင်အာရုံထက် ecolocation လို့ခေါ်တဲ့အတန်လိုင်း pattern တန်ကိုအသုံးပြုပြီးပတ်ဝန်းကျင်ကိုမြင်အောင်ကြည့်ကြပါတယ်။သူတို့ရဲ့ခေါင်းပိုင်းကနေ click ဆိုတဲ့အတန်လိုင်းလေးလွင့်ထုတ်လိုက်ပြီးအဲ့ဒီအတန်လိုင်းကသားကောင်တို့မဟုတ်ကြောက်ဆောင်တွေနဲ့တိုက်မိပြီးပြန်လာတဲ့ pattern တန်ကိုနားထောင်ကြပါတယ်။ဒီစနစ်ဟာဘလောက်တောင်တိကျတယ်လဲဆိုရင်မှောင်မိုက်နေတဲ့ရေအောက်ထဲမှာသားကောင်ရဲ့အရွယ်အစားသွားနေတဲ့အမြန်နှုံးနဲ့ဘာအကောင်အမျိုးအစားလဲဆိုတာကိုပါအတိအကျသိရှိနိုင်ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကတော့အော်ဂါတွေမှာကိုယ်ပိုင်ဘာသာစကားရှိနေခြင်းပါပဲ။သူတို့ဟာတကောင်နဲ့တကောင်ဆက်သွယ်ဖို့ကွဲပြားတဲ့အတန်တွေလီချွင်းသင်းတွေနဲ့အော်သင်းတွေကိုအသုံးပြုကြပါတယ်။ကမ္ဘာနေရာအသီးအသီးမှာနေထိုင်ကြတဲ့အော်ဂါအုပ်စုတွေဟာလူသားတွေလိုပဲကိုယ်ပိုင်လေယူလေသွင်းတွေရှိကြပါတယ်။ဥပမာအတ္တလန်တစ်သမုဒ္ဒရာကအော်ဂါအုပ်စုရဲ့အတန်နဲ့ပစိဖိတ်သမုဒ္ဒရာကအော်ဂါအုပ်စုရဲ့အတန်ဟာလုံးဝမတူညီပါဘူး။အချင်းချင်းခေါ်ဝေါ်ဖို့အတွက်သူတို့မှာကိုယ်ပိုင်နာမည်တက်လိုမျိုးတီးတန့်တဲ့အတန်လေးတွေတောင်ရှိကြပါတယ်။အော်ဂါရီရဲ့လူမှုဖွဲ့စည်းစနစ်ဟာအလွန်စနစ်ကြပါတယ်။သူတို့ဟာလူသားတွေလိုပဲအသက်အကြီးဆုံးအမျိုးသမီးဖြစ်တဲ့အဖွားအိုကဥဆောင်တဲ့မိသားစုစနစ်ကိုကျင့်သုံးကြပါတယ်။အမတွေဟာအသက်80ကနေ90အထိအသက်ရှင်နိုင်ပြီးအထီးတွေကတော့အသက်50ဝန်းကျင်သာနေရလေရှိပါတယ်။ဒီအသက်ကြီးအဖွားကိုအော်ဂါကြီးတွေကမိသားစုအတွက်ဘယ်နေရာမှာအစာစားပိုးများသလဲဘလူးအန်ဒီယာကနေရှောင်ရှားရမယ်ဆိုတဲ့ဘဝအတွေ့အကြုံတွေကိုဥဆောင်လမ်းပြပေးရပါတယ်။အော်ဂါမိသားစုဝင်တွေဟာတစ်ထက်လုံးအတူတူနေထိုင်သွားပြီးအချင်းချင်းအလွန်တန်ရောစင်ကြီးမာပါတယ်။အော်ဂါတွေဟာလူသားတွေကိုလွှဲရင်ကမ္ဘာပေါ်မှာပြန့်နှံ့နေထိုင်မှုအများဆုံးနှုတ်တိုက်တော်ဝါဖြစ်ပါတယ်။သူတို့ကိုအာတစ်ရေခဲတွေကနေအန်တာတစ်တိုက်ထိနောက်ပြီးအပူတိုင်းတန်တာကြောက်ကျုံဒေသတွေအထိသမုဒ္ဒရာတိုင်းမှာတွေ့ရှိနိုင်ပါတယ်။သူတို့နေထိုင်ရဒေသနဲ့စားတောက်တဲ့အလေအထကိုမူတည်ပြီးအော်ဂါတွေကို eco types အမျိုးအစားထက်ခွဲထားပါတယ်။တချို့အော်ဂါတွေကငါးကိုပဲတီးတန်စားတောက်ပြီးတချို့ကတော့ဖျံပင်ကွဲနဲ့တခြားလင်းပိုင်တွေကိုအမဲလိုက်စားတောက်ကြပါတယ်။စီးနှင်းများဖုံးလွှာနေတဲ့အန်တာတီကရေခဲပြင်ဒီကြားမှာကူးခတ်နေတဲ့ဝေလငါအလူသတ် Killer Whales တို့ Orcas တို့အုပ်စုကိုမြင်တွေ့ရတယ်။ဝေလငါတစ်ကောင်ကရေပေါ်သို့ခေါင်းပြူထွက်ကပတ်ဝန်းကျင်ကိုအကဲခံနေတယ်။ဝေလငါလူသတ်တွေဟာအုပ်စုခွဲပြီးရေခဲပြင်တွေပေါ်မှာတားကောင်ရှိမရှိကိုရေပေါ်ခေါင်းပြူထွက်ကစောင့်ကြည့်ရှာဖွေနေကြပါတယ်။အစာထစ်လာမဲ့ဖြန့်တစ်ကောင်ကိုအလန်းဝေးဝေးကနေမြင်တွေ့လိုက်တဲ့အခါမှာတော့ရှေ့ပြေးကင်းခေါက်တွေကသူတို့ရဲ့မိသားစုဝင်တွေကိုအတန်ပြူပြီးသတင်းပေးအချက်ပြလိုက်ပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့ရေခဲပြင်ကြီးပေါ်မှာနားနေတဲ့ဖြန်းကိုဖမ်းဆီးဖို့ဆိုတာမလွယ်ကူလာပါဘူး။ဒါကြောင့်မုတ်ဆိုးတွေဟာသူတို့ရဲ့နီးဗျူဟာကိုချက်ချင်းပြောင်းလဲဖို့လိုအပ်လာပါတယ်။ဒီတစ်ချိန်မှာတော့သူတို့ဟာရေအောက်ကနေကြီးမားတဲ့ရေလိုင်းကြီးတစ်ခုကိုဖန်တီးလိုက်ကြပါတယ်။ဒီလိုင်းလုံးကြီးရဲ့အဟုန်ကရေခဲပြင်ကြီးကိုအပိုင်းအစလေးတွေဖြစ်အောင်အလွယ်တကူပဲဖြိုခွဲပြလိုက်ပါတယ်။အခုတော့ဖြန့်လေးခမရ
သေးငယ်တဲ့ရေခဲပြင်အပိုင်းအစလေးပေါ်မှာပဲကြံနေရတော့ပါတယ်ဒါပေမဲ့ဒီရေခဲပြင်လေးကသူ့အတွက်မိကိုရာဖောင်းငယ်တစ်ခုလိုဖြစ်နေပြီးနောက်ထပ်လာမဲ့ line တွေရဲ့တန်းကိုအကာအကွယ်ပေးထားနိုင်သေးပါပဲဒါပေမဲ့ခေါင်းဆောင်ဝေလငါးမကြီးမှာအခြားသေးကြပေါက်အလုတ်ထင်မဲ့အစီအစဉ်တစ်ခုရှိနေပါတယ်အုပ်စုလိုက်ဟန်ချက်ညီညီပူပေါင်းပြီးဖြန်လေးရှိနေတဲ့ရေခဲပြင်ကိုအတားအဆဲကင်းတဲ့ရေပြင်ကျဲစီဝိုင်းဝန်းတွန်းပို့လိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့ပြင်းထန်တဲ့ line လုံးတွေနဲ့အဆက်မပြတ်ရိုက်ခတ်ပါတော့တယ်ဖြန်လေးဟာရေခဲပြင်ပေါ်ပြန်တက်ဖို့အသေးလဲရုန်းကန်နေရပါတယ်ဒီအချိန်မှာခေါင်းဆောင်မကြီးဟာဝေလငါးတွေထိခိုက်တန်ရာရမှုကိုရှောင်ရှားနိုင်မဲ့နောက်ထပ်နီးဗျူဟာတစ်ခုကိုသုံးလိုက်ပါတယ်ရေအုပ်ကနေလေပပုံးတွေအများကြီးမှုန့်ထုတ်လိုက်တာပါဒီလောက်ရဟာအထိတ်တလန့်ဖြစ်နေတဲ့ဖြန်လေးကိုလုံးဝမျက်စိလေလမ်းမဖြစ်သွားစေပါတယ်ပြီးတာနဲ့ဝေလငါးတွေကအဆုံးသတ်တက်ဖြတ်ဖို့ဝင်ရောက်လာကြပါတော့တယ်ကဘာပေါ်မှာဝေလငါးလူသက်ကောင်းရီတရားလောက်တာဒီလိုအဆင့်မြင်ပြီးအန်အိုးစရာအကောင့်နဲ့အမဲလိုက်နီးစနစ်ကိုအသုံးပြုကြပါတယ်ဒါဟာကဘာဘော့ကအကျန်းတန်းဆုံးအေးခဲဆုံးတဘာဝပတ်ဝန်းကျင်မှာတားကောင်ရှာဖွေဖို့အတွက်အလွန်ပါးနတ်ထက်မြက်တဲ့ဉာဏ်ရည်မြင့်ဖြည့်ရှင်းချက်တစ်ခုပဲဖြစ်ပါတော့တယ်ပင်လယ်သမုဒ္ဒရာရဲ့အကျန်းဆုံးသတ္တဝါတွေဖြစ်တဲ့ Great White Shark တွေတောင်အော်ကာဒီကိုမြင်လင်အကြောက်လန့်တကြားထပ်ပြရတဲ့အထိအော်ကာဒီကအရင်ကိုကြံပါတယ်ဒါကြောင့်အော်ကာဒီကိုပင်လယ်သမုဒ္ဒရာရဲ့အရှင်ဘရင်လိုတောင်ပြောလို့ရတယ်လူတွေလိုမျိုးအတိစိတ်လွတ်ပြီးနင်းနင်းချက်ချက်အိပ်ပျော်သွားမယ်ဆိုရင်သူတို့ဟာရေနစ်ထိဆုံးသွားနိုင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကအသက်ရှူဖို့အတွက်အမြဲတမ်းသတိကထားရလို့ကဒါကြောင့်တဘာဝတရားကြီးကသူတို့ကိုအံ့ဩစရာကောင်းတဲ့စွမ်းရည်တစ်ခုပေးထားပါတယ်အဲ့ဒါကတော့အုံနှုတ်တချမ်းတဲ့ကိုပဲအိပ်ဆက်စေတာဖြစ်ပါတယ်သူတို့အိတ်နေချိန်မှာညာဘက်အုံနောက်အိတ်နေရင်ဘယ်ဘက်မျက်လုံးကိုဖွင့်ထားပြီးဘယ်ဘက်အုံနောက်အိတ်နေရင်ညာဘက်မျက်လုံးကိုဖွင့်ထားကြပါတယ်ဟုတ်ပါတယ်မျက်လုံးတစ်ဖက်ကအငဲပွင့်နေတာပါဒီလိုလုပ်ခြင်းအဖြစ်အသက်ရှူဖို့ရေပေါ်တက်ရမယ့်အချိန်ကိုအလိုအလျောက်သိနိုင်သလိုပတ်ဝန်းကျင်ကအန်ဒီရဲကိုစောင့်ကြည့်ရင်မိသားစုအုပ်စုနဲ့လည်းမကွဲသွားအောင်ထိမ့်သိမ့်နိုင်ပါတယ်တခါတလေမှာသူတို့ကိုရေပင်ပေါ်မှာတစ်တုံးကြီးတွေလိုငြိမ်သက်ပြီးမျောနေတာကိုလည်းတွေ့ရတတ်ပါတယ်ဒါဟာတဘာဝတရားရဲ့အကြီးကျယ်ဆုံးသောစင်ကဲပြောင်းလဲမှုတွေကတစ်ခုပဲဖြစ်ပါတယ်အော်ကာရီကိုကပတ်တမှုတရားတိုင်းမှာတွေ့နိုင်ပေမဲ့သူတို့ကိုအများဆုံးနဲ့အလွယ်တကူဆုံးမြင်တွေ့နိုင်တဲ့တည်တတ်နေရာတွေရှိပါတယ်အထူးသဖြင့်ရေအေးပြီးအစာရေစာပေါ်မွဲတဲ့ဒေသတွေမှာအများဆုံးကျက်စားကြပါတယ်အန်တာတိကအန်တာတိကရေခဲပြင်တမှုတရားတွေဟာကမ္ဘာပေါ်မှာအော်ကာရီအများဆုံးနေထိုင်ရာဒေသကြီးဖြစ်ပါတယ်ဒါအပြင်ဥရောပတိုက်ကနော်ဝေနိုင်ငံမြောက်အမေရိကတိုက်ကကနေဒါနိုင်ငံ BC ကမ်းရိုးတန်းအမေရိကန်နိုင်ငံဝါရှင်တန်ပြည်နယ်ကဆန်ဟွမ်ကျွန်းစုများနဲ့နယူးဇီလန်နိုင်ငံတွေဟာအော်ကာမီတောက်စုတွေကိုတဘာဝအတိုင်းအနီးကပ်လိလာကြည့်ရှုနိုင်တဲ့ကမ္ဘာအကောင်းဆုံးနေရာတွေပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာလေးကိုအမြဲတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်